ဗုဒ္ဓဦးနေ့ညယူရိုပါလိဗိုလ်လုပွဲအတွက်စူပါကွန်ပျူတာခံမှန်းချက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗုဒ္ဓဦးနေ့ညမြန်မာစံတော်ချိန်တနာရီခွဲမှာကစားသွားမယ် Frankfurt နဲ့ Aston Villa တို့ရဲ့ယူရိုပါလိဗိုလ်လုပွဲစဉ်ကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားကြပါမယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ2026ယူရိုပါလိချန်ပီယံဂုဏ်ပုတ်အတွက် Istanbul မြို့မှာ Frankfurt နဲ့ Aston Villa တို့ရှင်ပြိုင်သွားကြပါမယ်Aston Villa တို့အဓိကဆူဖလားမရတာနှစ်ပေါင်း30ကျော်လောက်တော့ကြာမြင့်နေပါပြီ။တပြိုင်နက်တည်း Frankfurt အတွက်ဆိုရင်လည်းဆူဖလားရဖို့အတွက်ရာစုနှစ်တစ်ခုအထိစောင့်ဆိုင်းနေရတာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။2024မှာ Conference League Semi Final 2025မှာ Champions League Quarter Final ဆင့်နေသည့် Aston Villa တို့တက်ရောက်နိုင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့နှစ်ပေါင်းများစွာကြာမှာဥရောပဆူဖလားတစ်ခုကိုပြန်လည်ရရှိဖို့ပါဦးနိုင်အမရီရဲ့အသင်းကပြစ်မှတ်ထားနေတာပါ။1982မေလ2ရက်နေ့တုန်းကတော့ Aston Villa 1 Bayern Munich 0ဆိုတဲ့ရလဒ်နဲ့ဗီလာတို့ချန်ပီယံလိဆူဖလားကိုစုကူးခဲ့မှုပါတယ်။လက်ရှိမှာလည်းနောက်ထပ်ဂျာမန်အသင်းတစ်သင်းနဲ့ဗိုလ်လုပွဲမှာရင်ဆိုင်ပြီးယူရိုပါလိဖလားရရှိဖို့နှီးစပ်နေရပါ။ယူရိုပါလိလီဖေ့စ်မှာတော့10ပွဲကစားထားတာမှာ9ပွဲနိုင်1ပွဲရှုံးတဲ့အတူရှုံးထွက်အဆင့်ဒီကနေမှအဆင့်တိုင်းကိုဇက်တိုက်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။စစ်ကြောင်းသင်းအဆင့်မှာလိုင်းလီကို3နဲ့ကွာတာဖိုင်နယ်မှာဘိုလိုနာကို7-1 ဆီမီဖိုင်နယ်မှာ Nottingham Forest ကို4-1ဆိုတဲ့ရလဒ်တွေနဲ့အနိုင်ရထားတာပါ။ All English Semi Final ပထမအကျော်မှာတော့ Forest ဘက်က Chris Wood ရဲ့ပယ်နတီနဲ့အတူဗီလာကိုဒုက္ခပေးနိုင်ခဲ့ပါတယ်။ဒီနောက်အင်ကွင်းဗီလာပါခမှာတော့ဝက်ကင်းဘွန်ဒီယာမက်ကင်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ၄ဂိုးပြတ်နဲ့ဗီလာကပဲဗိုလ်လုပွဲကိုတက်ရောက်သွားပါတယ်1996နောက်ပိုင်းပထမဆုံးအကြိမ်စူပလာတစ်လုံးပြန်ရဖို့ဗီလာတို့အနည်းဆက်ဆုံးအခြေအနေကိုပြန်လည်ရောက်ရှိလာတာပါလက်ရှိခြေစွမ်းရတော့အသင်းကတိုက်စစ်ပိုင်းကိုအဓိကထားပြင်ဆင်နေပြီးနောက်ဆုံးနှစ်ပွဲမှာဘန်လီကို2-2သေးကစားထားသလိုလီဗာပူးကိုလည်း4-2ဆိုတဲ့ရလဒ်နဲ့နိုင်ယူထားပါတယ်လီဗာပူးကိုနိုင်လဲတာကြောင့်လည်းအသင်းကပွဲစဉ်30ခွန်ပြီးမှပဲချန်ပီယံလိဝင်ခွင့်ရရှိသွားတာပါဗီလာရဲ့ပြင်ဆင်မှုက100%ယူရိုပါလိဗိုလ်လုပွဲစီကိုရောက်ရှိနေပါတယ်။ပိုဆွဲဖို့အတွက်လေဦးနိုင်အမရီရဲ့အသင်းကရေပန်းစားနေတာပါ။2023-24ကနေစလို့ဥရောပပြိုင်ပွဲတွေမှာဗီလာကနိုင်ပွဲ26ပွဲထိရှာတွေ့ထားပြီးဒီကာလမှာနိုင်ပွဲအများဆုံးရထားတဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်နေပါတယ်။အာဆနယ်ရဲ့ clean sheet 19ကြိမ်နောက် clean sheet ဒုတိယအများဆုံးအသင်းဖြစ်လဲ16ပွဲနဲ့ဗီလာရက်တည်နေတာပါ။ဒီပြဦးနိုင်အမရီကလည်းနီးပြပွဲမှာယူရိုပါလိကို4ကြိမ်ထိစုကူထားပါတယ်။စီဗီလာနဲ့3ကြိမ်ဗီလာရီယက်နဲ့2ကြိမ်ပါ။ဒါအပြင်နီးပြမော်ရီယိုနောက်ပိုင်း UEFA ကပြုလုပ်တဲ့ဗိုလ်လုပွဲတွေကိုမတူညီတဲ့အသင်း၄သင်းနဲ့အတူတက်ရောက်နိုင်တဲ့နီးပြဖြစ်လဲဦးနိုင်အမရီမှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်။စပိန်နီးပြအနေနဲ့မန်နေဂျာဘောကနိုင်ပွဲ600လဲမကြခင်ကပြည်မြောက်ထားပါတယ်။ဒီဘက်မှာ Frankfurt ကတော့အသင်းတီထောင်ထားတဲ့နှစ်ပေါင်း122နှစ်အတွင်းပထမဆုံးမေဂျာဆူဖလားရရှိဖို့ပြတ်မှတ်ထားလာမှာပါ။2011ကနေ2024ခုနှစ်အတွင်းနီးပြဟောင်း Christian Street တယောက်အသင်းကိုအကောင်းဆုံးတည်ဆောက်ပေးခဲ့ပြီး၄နှစ်အတွင်း3ကြိမ်မြောက်ယူရိုပါလိကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။လက်ရှိမှာတော့အသင်းကိုလူငယ်နီးပြ Julian Rooster ကင်တွယ်နေပါတယ်။ League Phase မှာ9ပွဲနိုင်2ပွဲသေး1ပွဲရှုံးရမက်18မှတ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်လာတာပါ။ရှုံးထွက်အဆင့်တွေမှာတော့ Jan ကို 5-2, Celta Vigo ကို 6-1, Simi မှာ Braga ကို 4-3 နဲ့ကျော်ဖြတ်ပြီးဗိုလ်လုပွဲကိုရောက်ရှိထားပါတယ်။ Portuguese Club Braga ကို Semi Final ပထမအကျော့မှာ 2-1 နဲ့ရေးနှိမ့်လိုက်သေးတာပါ။ဒုတိယအကျော့အင်ကွင်းပွဲစဉ်မှာတော့ Braga ဘက်ကတောင်ပန်ကစားသမား Mario Douglas တယောက်9မိနစ်မှာပဲအနီးကပ်နဲ့ထုတ်ခံလိုက်ရပါတယ်။ဒီနောက်တော့ပွဲက Frankfurt အတွက်ဖြစ်သွားတာပါဒီပွဲမှာနောက်ခံလူ Lucas Cavalla က2ဂိုးလူငယ်ကွင်းလေတိုက်စစ် Joan Mazambi ရဲ့သွင်းဂိုးတွေနဲ့အတူနှစ်ကျော်ပေါင်း4-3နဲ့ကျော်ဖြတ်နိုင်ခဲ့ပါတယ်ကျုံးထွက်6ပွဲမှာ4ပွဲကတပွဲကို3ဂိုးနှုန်းဂျာမန်ခြေစိုက်သင်းကသွင်းယူနိုင်ခဲ့တာပါပြန်ပွဲတစ်လျှောက်တော့ Aston Villa တိုက်စစ်က28ဂိုးနဲ့အများဆုံးသွင်းထားသလို Frankfurt ကလည်းဒုတိယလိုက်နေပြီး25ဂိုးထိသွင်းယူထားပါတယ်နောက်ဆုံးကစားထားတဲ့ Bundesliga ပွဲစဉ်မှာလည်း RB Leipzig ကို4ဂိုးတဂိုးနဲ့အနိုင်ယူပြီးမှတ်ပေးစရာမှာအဆင့်9နဲ့ရာသီသိမ်းသွားတာပါနောက်ရာသီအတွက် Conference League ဝင်ခွင့်ကိုလည်းရရှိထားပါတယ်Aston Villa ကိုအနိုင်ကစားလိုက်နိုင်တော့ Champions League ဝင်ခွင့်လည်းရသွားနိုင်တယ်လို့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးဆူဖလားကိုလည်းကင်မြောက်သွားနိုင်ပါမယ်။ဒဏ်ရာရနဲ့ပွဲပယ်လူစင်းကိုနင်းငယ်လေ့လာကြည့်ပါမယ်။ Aston Villa ဘက်မှာအားထားရတဲ့ကွင်းလေကစားသမားအမန်ဒူအိုနာနာတယောက်ဒဏ်ရာကြောင့်လာမယ့်ပွဲကိုဆက်လက်လွဲချော်ပါမယ်။အိုနာနာနေရာတော့ Lindelof ပဲပွဲထွက်လာမှာပါ။ Lindelof ရဲ့ကြမ်းခိုင်မှုနေထားကဗိုလ်လုပွဲမှာအဆင်သင့်မဖြစ်ရင်တော့ကွင်းလေမှာနောက်ထပ်ရွေးချယ်စရာတွေအနေနဲ့Douglas Luiz လမားဘူကာဒီတို့ရှိနေပါတယ်။တိုက်စစ်မှာတော့ Oli Watkins အပါအဝင်ကစားသမားတိုင်းကအကောင်းဆုံးပုံစံရနေတာပါ။ Watkins ကလည်းဥရောပပြိုင်ပွဲမှာ9ဂိုးထိအသင်းအတွက်သွင်းယူပေးထားပါတယ်။တောင်ပန်ကစားသမားဘွန်ဒီယာကလည်းအသင်းအတွက်ဥရောပပြိုင်ပွဲမှာ10ဂိုးထိဂိုးပေါင်ပတ်သက်မှုပြုလုပ်ပေးထားတာပါ။ Frankfurt ဘက်မှာတော့ဂျပန်ကွင်းလေတိုက်စစ်ကစားသမား Yito Suzuki အပါအဝင်ကွင်းလေအဖြစ်Patrick Osterhage တို့လည်းလာမယ့်ပွဲကိုလွဲချော်သွားပါမယ်။စောင့်ကြည့်ရမယ့်ကစားသမားဖြစ်တော့20နှစ်အရွယ်ကွင်းလေဆွဲဆောင်ရကစားသမား Johan Mazambi ရှိနေပါတယ်။တိုက်စစ်မှာတော့ Vincenzo Grifo, Igor Matanovic တို့နဲ့ Frankfurt ဘက်မှာလည်းလူဆုံနေပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။
နှစ်သင်းလုံးကအိမ်ကွင်းအားတွေနဲ့ဘောလုံးပွဲကိုရောက်ရှိလာကြတာပါတူရကီနိုင်ငံအစ္စတန်ဘူမြို့ Tuprak Stadium မှာတော့ဘယ်အသင်းအသာရသွားမလဲကစိတ်ဝင်စားဖို့ကောင်းနေပါတယ်စူပါကွန်ပျူတာကတော့ Freiburg ကိုနိုင်ခြေ19%ပေးထားပြီး Aston Villa ကိုတော့နိုင်ခြေ56%အထိပေးထားပါတယ်ဒီပွဲမှာတော့နီးပြဦးနိုင်အမ်ရီရဲ့ Villa ကပဲ2-1လောက်နဲ့အသာစီးရသွားမယ်လို့ CMB လည်းခံမှန်းပေးထားကြပါတယ်ဒါကတော့ဗိုလ်တော်ဦးနေ့ညကြာသပတေးနေ့မနက်တနာရီခွဲမှာကစားသွားမယ် Freiburg Aston Villa Europa League ဘောလုံးပွဲအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ